ကိုလှုပ်တဲ့အလုပ်ဒီကိုပြန်ပြီးတော့တုံ့ပြန်လာတတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒီလိုတုံ့ပြန်တယ်ဆိုတဲ့နေရာမှာကောင်းတဲ့စိတ်နဲ့လှုပ်ရင်လည်းကောင်းတုံ့နေပြန်လာမှာပဲမကောင်းတဲ့စိတ်နဲ့လှုပ်လို့ရှိရင်လည်းမကောင်းကျိုးတွေဟာတုံ့ပြန်လာတတ်တယ်အဲ့ဒီတုံ့ပြန်လာမှုဟာနောင်ဘဝကျမှတုံ့ပြန်လာလားဆိုဘယ်ဟုတ်ဒီဘဝတည်းမှာတုံ့ပြန်မှုတွေရှိတယ်ပေါ့အဲ့ဒီတုံ့ပြန်မှုတွေကိုတတိထားပြီးတော့မကောင်းတာတွေကိုဆင်ញင်သုံးသပ်ပြီးတော့ရှောင်ရှားဖို့ကောင်းတာတွေကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာလက်ခံကျင့်သုံးမှုဒါအရေးကြီးဆုံးပဲအဲ့ဒီမှာမြတ်စွာဘုရားကအတုံးအလှဲ့သဘောတွေကိုဟောပြောထားတာရှိတယ်။ဘာနဲ့ပတ်သက်ပြီးတော့ဟောတာတုံးဆိုတော့မြတ်စွာဘုရားလက်ထက်မှာမြတ်စွာဘုရားလည်းတက်တော်80ကျော်သွားပြီ80တက်တော်82နှစ်အရွယ်ရောက်တဲ့အခါမှာမြတ်စွာဘုရားမှာအခက်ခဲတွေအများကြီးကြုံကြဘုရားရဲ့ဘဝကိုကြည့်မယ်ဆိုရင်အရာရာမှာတကူနဲ့ဖြည့်ရှင်းတာမဟုတ်ဘူးလူသားတဦးဟာလူလိုပဲအခက်ခဲတွေလောကရန်တွေဆိုကြုံတယ်ကဲကြုံတဲ့လောကရန်လေးတွေကိုပြောပြမြတ်စွာဘုရားတက်တော်82နှစ်အရွယ်ရောက်တဲ့အခါမှာဘုရားကိုကြီးညိုကိုးကွယ်တဲ့ဗိမိတာရမင်းကြီးဟာသားတော်အဇာတတကဖမ်းဆီးပြီးထောင်သွင်းအရှင်းချတာခါအာနာသိမ့်လိုက်တဲ့ပေါ့ခုခေတ်လို့ဆိုအာနာသိမ့်ရုံနဲ့မကဘူးထောင်ထဲထည့်ပြီးတော့နောက်ဆုံးမှလောက်ကြံတပ်ဖြတ်လိုက်သည့်အထိဖြစ်သွားတယ်မဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားတက်တော်82နှစ်ရှိဒီအချိန်မှာမြတ်စွာဘုရားကိုယ်တိုင်လည်းဗာနဲ့ရင်ဆိုင်ရတော့ဆိုဒေဝဒတ်ဆိုတဲ့ပုံကံတဲ့ယဟန်ကမြတ်စွာဘုရားကိုအကြီးကျယ်ဒုက္ခပေးနေတဲ့အချိန်ပဲမြတ်စွာဘုရားဟာတိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာမပြတ်ခြင်းဆိုတဲ့စိတ်ဆွမ်းအားတွေနဲ့ပဲတုံ့ပြန်တာတခြားနည်းနဲ့မြတ်စွာဘုရားမတုံ့ပြန်ဘူးဒေဝဒတ်ကအဇာတတနဲ့ပေါင်းဖက်ပြီးတော့ဘာတွေလုပ်လဲဆိုအဇာတတကဒေဝဒတ်ရဲ့စကားကိုနားထောင်ပြီးတော့မြတ်စွာဘုရားကိုလက်ဖြောင့်လေးသမားတွေလွတ်ပြီးတော့တပ်ဖြတ်ခိုင်းတယ်ဆိုတာလေဘုဒ္ဓဝင်ဖတ်ကြည့်ရင်သိမယ်နော်လက်ဖြောင့်လေးသမားတွေကိုလွတ်ပြီးတော့ဘုရားတောထဲမှာသတင်းသုံးနေတာကိုသွားပြီးတော့လေးနဲ့ပြစ်တတ်ခိုင်းတာဘလောက်ကြီးမားတဲ့အလုပ်လဲဆိုတာစဉ်းစားကြည့်နော်မတွေးဝွန့်เสียပဲအဲ့တော့လေးနဲ့လက်ဖြောင့်တတ်သားတွေကိုလွတ်ပြီးတော့ဒါမှအောင်မြင်တဲ့အခါဘာလုပ်လဲဆွမ်းခံလာတဲ့အခါမှာအကျဉ်းကျက်တဲ့လမ်းထဲမှာနာလာဂီရိဆိုတဲ့စင်စိုးကြီးကိုအရက်တွေတိုက်ပြီးတော့မြတ်စွာဘုရားကြွလာတဲ့လမ်းကိုလွတ်တယ်ရှောင်လို့မရအောင်ဆင်တိုက်လို့သိအောင်လို့ဆင်နှင်းတတ်အောင်လို့လုပ်တာဒါလည်းအခက်ခဲကြီးတစ်ခုပဲလှုပ်ချံတပ်ဖြတ်မှုကြီးဟာနှစ်ကြိမ်မကခံခဲ့ရတယ်နောက်တစ်ခုကဘာလို့ဆိုမြတ်စွာဘုရားဂေစကုတ်တောင်ဆောင်ကမ္မထာညောင်းလေးမှာဈဉ္ဉံလျှောက်နေတဲ့အချိန်ကျွတ်တင်ပြီးတော့ပြင်ဆင်ထားတဲ့ကြောက်တုံးကြီးတစ်လုံးကိုဒေဝရကိုယ်တိုင်သွားပြီးတော့လှိမ့်ချတယ်စဉ်းစားကြည့်နော်တာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကြောက်တုံးစီစီကြည်အောင်ဖိသွားမှာပဲလေအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဒီကံစွမ်းအားကြောင့်လိမ့်ချလာတဲ့ကြောက်တုံးကြီးကိုကြားတဲ့ကကြောက်တုံးတစ်ခုကနေခံလိုက်တာနဲ့မြတ်စွာဘုရားပေါ်မှာကြောက်တုံးကြီးပြီတာမခံလိုက်ရဘူးသို့တော့ကြောက်တုံးကြီးနှစ်တုံးရိုက်ခတ်လိုက်ပြီးတော့ပဲ့ပြီးတော့ထွက်လာတဲ့ကြောက်ခဲတစ်ခုကကြောက်ဖတ်ကြီးတစ်ခုကမြတ်စွာဘုရားခြေထောက်ကိုဝင်းမှန်တာမြတ်စွာဘုရားထိုနေရာတွင်ပဲလမ်းလျှောက်နိုင်စွာမရှိတော့ဘူးပေါ့ဟောလုံးကြံတပ်ဖြတ်မှုကြီးတွေအချိန်ကြီးတက်တော်ရွယ်တော်ပဲအချိန်တော့ဆိုသက်80ရှိပြီမြတ်စွာဘုရား82နှစ်ရှိပြီလို့ဆိုရအဲ့ဒီလိုအခက်ခဲတွေမြတ်စွာဘုရားကြုံတွေ့ခဲ့နော်ကြုံတွေ့ခဲ့ရအဲ့ဒီလိုကြုံတွေ့နေတဲ့အချိန်လေးဟာမြတ်စွာဘုရားသခင်ကိုရမြတ်အနေနဲ့ကဒါတွေကိုမေတ္တာနဲ့ပဲတုံ့ပြန်တယ်ကရုဏာနဲ့ပဲတုံ့ပြန်တယ်ဘာနဲ့မှမတုံ့ပြန်ခဲ့ဘူးတန်ဃာတွေသင်ခွဲဖို့ဒေဝရကအမျိုးမျိုးကြိုးစားတယ်ဒါတွေအလုံးလုပ်ခဲ့ပေါ့အေးဒီအချိန်မှာဟာဒေဝရနဲ့ပေါင်းပြီးတော့ဒါတွေမကဘူးမြတ်စွာဘုရားနဲ့အမတမယဉ်နီးပြီးတက်တူရွယ်တူဖြစ်တဲ့ကောသလမင်းကြီးကိုလည်းပဲဒုက္ခခမည်းတော်ကိုလုံးကြံတပ်ဖြတ်လိုက်တဲ့အခါမှာကောသလမင်းကြီးရဲ့နှမဲတော်ဟာအဇာတတရဲ့မဲတော်ပဲ
ဝေရဟိမိဖုရားလို့ခေါ်တယ်ဝေရဟိမိဖုရားနဲ့ကောသလမင်းကြီးတို့အိမ်တော်ပြုတဲ့အခါမှာနော်အိမ်တော်ပြုတဲ့အခါမှာဒီမဟာကောသလဘုရင်ကြီးကသမီးတော်ကိုလက်ဆောင်ပေးတဲ့အနေနဲ့လက်ဖွဲ့တဲ့အနေနဲ့ကာတိဆိုတဲ့ရွာလေးကိုပေးတစ်နှစ်တစ်နှစ်ကိုအခွန်3 သိန်းရအဲ့ဒီအခွန်3 သိန်းထွက်တဲ့ရွာလေးကိုလက်ဆောင်ပေးလိုက်တာနောက်ဆုံးအဇာတတကဗေမိတာရမင်းကိုလောက်ကြံတပ်ဖြတ်လိုက်တယ်တပ်ဖြတ်လိုက်တော့ဗေမိတာရမင်းနတ်ရွာဆန်သွားတဲ့အခါမှာအဇာတတရဲ့မေတော်ဝေရဟိမိဖုရားဟာလေစိတ်နှလုံးပူလောင်ပြီးတော့မစားနိုင်မတောင်းနိုင်ဖြစ်ပြီးမကြခင်ပဲကြေကွဲပြီးဝမ်းနည်းစွာနဲ့သူ့လည်းပဲသေပွဲဝင်သွားတယ်ပေါ့အဲ့ဒီအချိန်မှာကောသလမင်းကြီးကဒီငါရဲ့နှမတော်ဟာသူ့ကြောင့်သေရတယ်ဆိုပြီးတော့ကာတိရွာကိုသူ့မပေးဘူးဆိုပြီးတော့ကာတိရွာကိုပြန်သိမ်းလိုက်တယ်ပြန်သိမ်းတာနဲ့ပတ်သက်ပြီးတော့ကောသလနဲ့တူတော်အဇာတတတို့ဟာခဏခဏစစ်ပွဲစစ်တိုက်ကြရတယ်အနေထားမျိုးရောက်သွားတယ်အဲ့တော့လောကမှာငြိမ်းချမ်းရေးတွေလည်းပျက်စီးသွားတယ်ပေါ့ဒါဟုတ်ဆိုရနော်မြတ်စွာဘုရားလက်ထက်မှာအဲ့ဒါလို့ငြိမ်းချမ်းတဲ့အနေတစ်ခုတွေလည်းပဲအဇာတတကြောင့်ပျက်စီးသွားတယ်အဲ့ဒါလို့ကာတိရွာနဲ့ပတ်သက်ပြီးတော့စစ်ပွဲခင်းနေတဲ့အချိန်မှာကောသလမင်းကြီးဟာပထမတစ်ချိန်ရှုံးတယ်ထွက်ပြေးခဲ့ရတယ်နောက်ဒုတိယတစ်ချိန်ပြန်တိုက်တဲ့အခါကျတော့အဇာတတကိုသူကနိုင်လိုက်တယ်နိုင်ပြီးတော့အဇာတတကိုအရှင်လက်ရဖမ်းဆီးလိုက်ဖမ်းဆီးနိုင်လိုက်တယ်ဖမ်းဆီးပြီးတော့အဇာတတဘုရင်ရဲ့နောက်ပါခြံရံဖြစ်တဲ့စင်ဓာတ်တွေမြင်းဓာတ်တွေယထာဓာတ်တွေလက်နက်တွေအလုံးကိုကောသလမင်းကြီးကအကုန်သိမ်းယူလိုက်ပြီးတော့ဇာတတကသူ့တူဖြစ်သည့်အတွက်ကြောင့်ပြန်ပြီးတော့လွတ်ပေးလိုက်တယ်ပေါ့နော်ဖမ်းဆီးထားပြီးနောက်ပြန်လွတ်ပေးလိုက်တယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘဝမှာအတုံးအလှဲ့ဆိုတာတွေဖြစ်တတ်တယ်ဒါတွေဟာတတိထားတဲ့နယ်ဆိုပြီးတော့ပြောမှာလောက်တတ်တယ်ယထာအင်ကြီးဝိလုံပန္တိသောဝိလုတ်တော်ဝိလုံပတိအဲ့ဒါလို့ကိုကသူများကိုအနိုင်ကျင့်ပြီးတော့လူထရက်တတ်တဲ့ပုဂ္ဂိုလ်ဟာနောက်တစ်ချိန်ကျတော့အတုံးအလှဲ့အနေနဲ့သူဟာအလူခံရတဲ့လူဖြစ်တတ်တယ်ဒါကိုပြောတာအတုံးအလှဲ့ဆိုတာလာကိုလာတယ်မလာပဲမနေဘူးเนาะဒီကနေ့ခေတ်မှာလည်းပြောစရာတွေအများကြီးရှိတယ်ဒီလိုပဲလူတယောက်ဟာကြီးကန်းနေအလွန်မုန်းတယ်မုန်းသည့်အတွက်ကြောင့်ကြီးကန်းနေဖမ်းပြီးတဲ့အခါမှာခြေထောက်တွေဖြတ်ပြီးတော့ဒီတိုင်းအရှင်လန်းလာခြေထောက်တွေဖြတ်ပြီးတော့ထားသိမ့်မကြဘူးဒီဘဝမှာပဲသူမသေးခင်ဘာဖြစ်ရတော့ဆိုခြေထောက်နှစ်ဖက်ဖြတ်ခံလိုက်ရတယ်ဟောဒါအတုံးလက်လို့ခေါ်တယ်နော်ဒီဘဝတွေမှာခံရတာနောက်ဘဝငရဲကြတာမကြတာအသာထားဒီဘဝတွေမှာဒုက္ခရောက်တယ်ဒီဘဝပဲဒုက္ခရောက်တယ်ဆိုတဲ့ဇာလန်းတွေကအများကြီးပဲရှိတယ်ကိုလှုပ်တဲ့အလုပ်တွေဟာတုံ့ပြန်ခံစားရမှုဆိုတာရှိမြန်မာနိုင်ငံမှာပဲအမေအဖေကိုစော်ကားဆဲရေးပြီးတော့လှုပ်ခဲ့တဲ့သမီးဟာသူကိုယ်တိုင်အမေဖြစ်လာတဲ့အခါကျတော့သူသားသမီးတွေကသူ့ကိုပြန်ဆဲနော်ဒီဘဝတွေမှာပဲသူဟာသားသမီးတွေရဲ့ဆဲရေးခံရပြီးတော့စိတ်ဆင်းရဲစွာနဲ့နေရသူကိုယ်တိုင်ကလည်းငယ်တုန်းကသူ့အမေကိုအနိုင်ကျင့်ခဲ့တယ်ဟောသူအသက်ကြီးလာတဲ့အခါလဲသူသားသမီးတွေကသူ့ကိုပြန်ပြီးအနိုင်ကျင့်တယ်ဒါအတုံးအလှဲ့လို့ခေါ်တာပဲဒါမျိုးတွေကမြတ်ပြည်မှာထင်ထင်ရှားရှားရှိတဲ့ဟာတွေမရှားတဲ့တသက်တာရကတွေပဲပေါ့ဟောမြတ်စွာဘုရားကဟောတယ်ဌာနံဟိမညတိပါလောဘုန်းကြီးတို့တွေစဉ်းစားရမှာကနော်ယာဝပပံသူများတတ်တော့အသက်တွေကိုတတ်ဖြတ်ပြီးတော့အသက်မွေးတယ်စီးပွားရေးတွေကောင်းနေတယ်ဒါအဆင်ပြေးနေတယ်လို့သူယူဆတက္ကနာတော့ဟုတ်တယ်လို့ရှိတယ်ပေါ့နော်ယထာသပစ္စတိပပံအထဒုက္ခံနိဂစ္စတိအဲ့ဒီအကုသိုလ်တွေကလွှမ်းမိုးပြီးတော့သူ့ကိုတုံ့ပြန်လာပြီဆိုလို့ရှိရင်အဲ့ဒီလူဟာဒုက္ခရောက်သွားရောပြီးရောကဲမကဲနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်
အာဟုတုဆိုတာအခုလို့အခုကြိုးပေးတာမဟုတ်ဘူးငရုတ်သီးစားရင်အခုစားရင်အခုစပ်ပေမဲ့လို့အာဟုတုကြတော့အဲ့လိုအကျိုးမပေးဘူးတချို့ဟာအဲ့ဒီမှာအကောင်းတင်ပြီးတော့ဆက်လက်လုပ်လို့အာဟုတုကရင့်ကျက်လာပြီးအကျိုးပေးခြင်းတန်းလာလို့အကျိုးပေးပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်တော့တာပဲနော်ဒါကြောင့်မို့မြတ်စွာဘုရားကလောကမှာအတုံအလှဲ့သဘာဝတွေကိုတတိထားဖို့ကမ္မနိယမသဘောဆိုတာကံရဲ့တုံ့ပြန်မှုဆိုတာလာရတဲ့တဲ့နောက်အဲ့ဒီဒေသနာတော်မှာဘာဟောထားလို့ဆိုဟန္တာလဗတိဟန္တာရံသူတစ်ပါးကိုတတ်ဖြတ်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုတတ်မဲ့လူပေါ်လာတတ်တယ်သူတစ်ပါးတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ကိုယ်အသက်ခံရတာပဲဒီလိုဆိုတာနော်သူတစ်ပါးကိုတတ်တယ်ဆိုတာတရိစ္ဆာန်ကိုပဲတတ်တတ်လူကိုပဲတတ်တတ်တပ်ဖြတ်ကျွလွန်တဲ့ပုဂ္ဂိုလ်ဟာတနေ့တစ်ချိန်ကျတော့ကိုဟာလည်းပဲသူများလက်ချက်နဲ့အသက်ထွက်ရတယ်ပြန်တတ်မဲ့ပုဂ္ဂိုလ်ကိုမှပေါ်လာတတ်တယ်အတုံးလက်အနေနဲ့စေတာရံလပတိစယံသူများကိုအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာလည်းကိုယ့်ကိုအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာပေါ်လာမယ်မကြဘူးဒီဘဝမှာပဲပေါ်လာတာတွေကကိုယ့်ကိုအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ပေါ်လာတယ်အကောတကောစအကောတံသူများကိုဆဲလို့ရှိရင်လည်းကိုယ့်ကိုဆဲတဲ့လူပြန်ပေါ်လာမှာပဲဟုတ်တယ်လေကိုကဆဲရင်ပြန်ဆဲခံမှာပဲပေါ့ကိုကဆဲရင်ကိုယ်ပြန်ဆဲတဲ့လူပေါ်လာဒါတွေကအတုံအလှဲ့ဆိုတဲ့သဘောတရားတွေဟာရှိတယ်ဆိုတာကိုထင်ရှားရောတကောရောတိတာရံစရောတကောသူများကိုဒီတိုက်ခိုက်တတ်တဲ့ပုဂ္ဂိုလ်သူများကိုအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသူများကိုအနိုင်ကျင့်စော်ကားတဲ့ပုဂ္ဂိုလ်ဟာလေနောက်တစ်ချိန်ကျတော့သူ့ကိုအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ်လာတယ်လောကမှာလူဆိုးလို့ဆိုတယ်လူမိုက်လို့ခေါ်ကြတဲ့အတိုင်းဝိုင်းတွေထဲမှာကြည်နောက်ဆုံးသူတို့ဘဝစသိမ်းဟာမကောင်းတာတွေကြီးပဲဖြစ်တယ်သူတို့ကံအကျိုးပေးနေတဲ့အချိန်မှာအကုသိုလ်ကံအကျိုးမပေးသေးတဲ့အချိန်ကံကောင်းကထောက်မှနေတဲ့အချိန်မှာတော့သူတို့ကိုရှင်ပြိုင်မဲ့လူမရှိဘူးလို့ဒီလိုထင်တယ်ပေါ့နောက်ဆုံးအကျိုးပေးပြီဆိုလို့သဘောအရသူဒုက္ခရောက်တော့တာပဲဒါကိုမြတ်စွာဘုရားကဟောတယ်အထကမ္မဝိဝတ္တေနသောဝိလုတ်တော်ဝိလုပတိကမ္မဝိဝတ္တဆိုတာကိုလုပ်တဲ့အလုပ်ကတစ်ပတ်လဲသွားတာနော်ကိုယ်စီပြန်ရောက်တာကိုလုပ်တဲ့အလုပ်ဟာတစ်ပတ်လဲသွားကံဟာပြောင်းပြန်ဖြစ်သွားသူများကိုကတတ်တယ်တစ်ချိန်တုန်းကတတ်တယ်ဟောတစ်ချိန်တုန်းကတတ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်ပြန်တတ်မဲ့လူပေါ်လာတယ်ဒါအတုတ်အလဲရောက်သူများကိုအနိုင်ကျင့်တယ်အနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ကိုပြန်အနိုင်ကျင့်ခါသူများကိုဆဲခဲ့တဲ့ပုဂ္ဂိုလ်ကိုပြန်ဆဲတဲ့လူတွေပေါ်လာဟောဒီလိုသူများကိုချုပ်ချယ်တဲ့ပုဂ္ဂိုလ်တယောက်တိုက်ခိုက်တတ်တဲ့ပုဂ္ဂိုလ်တယောက်ကိုယ်ကိုတိုက်ခိုက်တဲ့ပုဂ္ဂိုလ်ပြန်ပေါ်လာတယ်ဒီသဘောတရားတွေကိုမြတ်စွာဘုရားကကမ္မနိယမသဘောတရားအနေနဲ့ဟောတာတန်တရာပါရာနောက်ထားအခုဘဝမှာတည်းမဲ့ဒီပုဂ္ဂိုလ်ရဲ့ဇတ်သိမ်းဟာဒီတိုင်းပဲဖြစ်တယ်ပေါ့နော်သေးသေးချာချာဘဝတစ်ခုကိုလေ့လာကြည့်မကောင်းတာလုပ်လို့ရှိရင်မကောင်းတဲ့တုံ့ပြန်မှုဟာဧကန္တိဋ္ဌခံရမှာပဲဒါကိုမြတ်စွာဘုရားကဟောတာအထကမ္မဝိဝတ္တေနသောဝိလုတ်တော်ဝိလုပတိကံတရားဟာတပတ်လဲလာပြီဆိုလို့ရှိရင်တဲ့သူများကိုလူရဲ့တိုက်ခိုက်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်လူရဲ့တိုက်ခိုက်မှုကိုခံရမှာပဲဘဝအဲ့တော့ကမ္မနိယမသဘောအရဘုန်းကြီးတို့တွေဟာကိုယ်စီတုံ့ပြန်လာတာအကောင်းကိုတော့လိုချင်တယ်ကိုကလှုပ်နေတာမကောင်းတာလှုပ်တယ်ဆိုရင်ကိုယ်စီလာမဲ့ဟာကမကောင်းတာပဲလာမှာပဲအကိုဆိုတဲ့ပဲ့တဲ့တန်ကိုကြည့်ကိုကဆဲလိုက်ရင်ကြားရတဲ့အတန်ကဆဲတန်ပဲကြားမှာပဲကိုကချိုးသားစွာပြောလို့ရှိရင်ချိုးသားတဲ့အတန်ပဲကိုယ်စီပြန်လာမှာပဲဒါကမ္မနိယမသဘောတရားတွေပဲဒါကြောင့်မို့လို့ခွန်ကြီးတို့တွေဒီဒေသနာတော်ကိုမှတ်သားထားပြီးတဲ့အခါမှာတို့တွေတစ်ဖက်သားပေါ်မှာအနိုင်ကျင့်မယ်ဆိုရင်ငါတို့ပေါ်မှာလည်းပြန်အနိုင်ကျင့်တာတွေပေါ်လာလိမ့်မယ်ဒါကြောင့်မို့
တစ်ဖက်သားအပေါ်မှာတို့တွေဟာအနိုင်မကျင့်သင့်ဘူးမဟုတ်တာတွေမလုပ်သင့်ဘူးဟုတ်တာတွေပဲလုပ်ရမယ်အများကိုကူညီလိုတဲ့မေတ္တာအများဒုက္ခရောက်နေလို့ရှိရင်ကူညီလိုတဲ့ကရုဏာကြီးပွားတိုးတက်တာကိုဝမ်းသာနိုင်တဲ့မုရိဒာဒီသဘာဝတရားတွေဒုသဏ္ဍာန်မှာရှိအောင်တို့ကြိုးစားကြရမှာလို့စိတ်ထဲမှာစိတ်ကောင်းထားဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့အဲ့ဒါလို့စိတ်ကောင်းထားခြင်းဖြင့်ကိုမေတ္တာသူမေတ္တာဆိုတာလို့တူမေတ္တာတူမှာဆိုတာကိုကမေတ္တာနဲ့ကုညီဆောင်းလျှောက်ထားတဲ့ပုဂ္ဂိုလ်ကိုယ့်ပေါ်မှာမေတ္တာနဲ့ပဲတုံ့ပြန်လာမှာပဲကိုကကရုဏာထားပြီးတော့သူ့ကိုအကူအညီပေးခဲ့တယ်ဆိုလို့ရှိရင်ကိုယ်အခက်ခဲကြုံတဲ့အခါမှာလည်းပဲကရုဏာထားပြီးတော့ကိုယ်ကိုကူညီမဲ့လူတွေပေါ်လာမှာပဲကိုကသူများကြီးပွားတာကိုဝမ်းသာနိုင်လို့စိတ်ကောင်းနှလုံးကောင်းထားနိုင်ပြီဆိုလို့ရှိရင်ကိုယ့်အပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲကိုကြုံတွေ့ရမယ်ဒါဟာအတုတ်အလှဲ့သဘောတရားတစ်ခုလို့ဒီလိုပြောတာနော်ကောင်းတဲ့ဘက်ကဆိုရင်မြတ်စွာဘုရားကပူဇကေပူဇကောလပတိပူဇံနဲ့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာလေသူ့ကိုပူဇော်မဲ့ပုဂ္ဂိုလ်တွေပေါ်လာဥပမာထူးချွန်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေဘုရားတရားတန်ခါပဲဖြစ်စေကိုရှိတာနဲ့ပူဇော်တယ်ဘယ်ဟာပဲဖြစ်ဖြစ်အလေးမြတ်ထားတယ်ဂုဏ်ပြုတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲကိုယ့်ကိုပူဇော်မဲ့ပုဂ္ဂိုလ်ဆိုပေါ်လာတတ်တယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးတရားတွေဟာကိုယ်တဏ္ဍာမှာရလာမယ်လို့ဒါကိုဆိုလိုတာအတုတ်အလှဲ့သဘောတရားဆိုတာကာမနိယအဲ့ဒီကာမနိယမှာကဘယ်သူကမှဖန်တီးတာမဟုတ်ဘူးကိုယ်တိုင်ဘယ်သူမပြုမိမိမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတဲ့အပြောဆိုကောင်းတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရအတွက်ဘာကိုကောင်းအောင်လုပ်ရမလဲဆိုရင်စိတ်ကောင်းအောင်လုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်